game show ဖို့ဝယ်မလားတပုံရိုက်ဖို့တက်ဝယ်မလား Redmi Note 14 Pro Max တရားယူပါဒါလေးကတော့အားပေးသွားတဲ့အလုံးဟုတ်ပါတယ်ဗောနော်ကဲပြပေးပါမယ်ဘယ်လိုမျိုးအားပေးသွားလဲဆိုတာဒီလိုမျိုးအဖြူရောင်ထဲအောင်မှာဒီလိုမျိုး Redmi Note 14 Pro Max ဗောနော် Pro ဆိုလို့ရှိရင် camera တစ်လုံးစီချားထားဗောနော်ဒါတော့ Pro Max လေးဟုတ်ပါတယ်မှန်ဘာလို့ပဲရေဆိုခံဟုတ်ပါတယ်ဗောနော်ရေတွေပါစိန်လို့ရပါတယ်ရှင့်ကဲ Facebook လို့ရှင်တာတခါလေးရပါမယ်ဗောနော်ဒါအတစ်ဖောက်ပေးထားပါတယ်လို့ရှိရင် WeChat အတိက WeChat ဆိုလို့ရှိရင်လည်း WeChat ဖောက်ပေးထားပါတယ်ဗောနော်ဒီမှာအတစ်လို့ရှိရင် Play Store ဆိုလို့ရှိရင်လည်း Play Store VPN ဆိုလို့ရှိရင်လည်းဘာမှခွန်ဆောင်စရာမလို1 2 3 4ခု9ခုလောက်ထိပ်ပေးထားပါတယ်ဗောနော် YouTube ဆိုလို့ရှိရင်လည်း YouTube ဒါလေးကတော့ရှင်နေတဲ့အားပေးတာဟုတ်ပါရှင့်ခဏနေသွားပို့ပေးပါမယ်အကြမ်းမို့နောက်ထပ်လိုအဲ့တဲ့လူများရှိရင်ဆက်သွယ်မြင်မှာတော့ရပါတယ်ဆိုင်ရတော့ဒီရွှေဒီမှာတလားရှိရဖုန်းဆိုင်လေးပဲဟုတ်ပါတယ်ရှင်တဲ့အတွက်အားရင်းကောင်းဘက်ကတော့60 watt လေးပဲဖြစ်ပါရှင်ကဲ WeChat ဖြစ်ရအောင်ဆိုရင်ညီမရဲ့ WeChat ကိုအခက်မယ်ဆိုလို့ရှိရင်ဒီဖုန်းနံပါတ်နဲ့ဟုတ်ပါရှင်ကဲဖုန်းမှာအပေးရှင်နေဆိုလို့ရှိရင်တော့တော်ရင်းထဲမှာတော့ဖုန်းဆက်လောက်လေးရပါတယ်